ပါရယနာဒေသနာအပိုင်းတစ်ကိုအသေးစိတ်သင်ပြီးသွားပြီဆိုတော့အနှစ်ချုပ်သင်ကြားတဲ့ပုံစံလေးအနှစ်ချုပ်မှတ်သားစရာလေးတွေကိုသွားပြီးတော့မှလေ့လာကြအောင်ပေါ့နော်။ဆိုတော့ဒီပါရယနာဒေသနာပါဝင်တဲ့နေရာလေးကိုမှတ်မယ်။ပါရယနာဒေသနာဟာတဲ့ဆိုတော့ဒီပိဋကသုတ်တန်တပိဋကနိကေမှာကြာရင်တော့ပုဒ္ဒကနိကေပိုင်းတော်မှာကြာရင်တော့သုတ်တနိပတ်ပိုင်းတော်မှာပါဝင်တယ်လို့ဒါမလေးမှတ်မယ်နော်ပြီးတော့ခါကြရင်ဆိုရင်ပါရယနာရဲ့အဓိပ္ပာယ်လေးမှတ်မယ်ပါရရဲ့ယနာရဲ့ပါရရဲ့အဓိပ္ပာယ်လေးကတော့ဟိုမှာဘက်ကန်းလို့အဓိပ္ပာယ်ရပြီးတော့မှအယနာကကြတော့လမ်းကြောင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နှစ်ခုပေါင်းမယ်ဆိုရင်တော့ပါရယနာရဲ့အဓိပ္ပာယ်လေးကကြတော့နံပါတ်1နေပါသွားရလမ်းနံပါတ်2နေပါရောက်ကြောင်းတရားသို့မဟုတ်နံပါတ်3နိဗ္ဗာန်လမ်းပြဒီလိုလူတို့ချင်းသုံးခုနဲ့မလိုက်ရင်ဆိုရင်ရပါပြီเนาะပါရယနာဥစ္စတို့ဒီပါရရဲ့အယနာရဲ့เนาะပါရရဲ့အယမှာကြရင်နိဗ္ဗာန်ကိုယူအယနာရဲ့အယကိုတော့ဖြင့်မဂ္ဂင်၈ပါးကိုယူပါရအလုံးပါလိုက်မယ်ဆိုတော့ပါရယနာလို့ပြောမယ်ဆိုတော့မဂ္ဂင်၈ပါးပါရယနာအယမဂ္ဂင်၈ပါးကိုကောက်ရတယ်လို့ဒါမျိုးလေးမှတ်မယ်เนาะနောက်တစ်ခုကကျတော့ဒီပါရနဲ့အပရာအဓိပ္ပာယ်လေးတွေနဲ့အရာတရားလေးတွေမှတ်မယ်ဇာလေးပြတာရှိတယ်ပါရရဲ့ဟိုဘက်ကပရရဲ့နော်ပါရရဲ့အဓိပ္ပာယ်လေးကကျတော့ဟိုမှာဘက်ကန်းလို့အဓိပ္ပာယ်ရတယ်ဒီဘက်ကကျတော့အပရာကကျတော့ဒီမှာဘက်ကန်းထပ်ကျင်ပယ်လေးတွေပေါ့နော်ပါရမှာကကျတော့အန်ဒရယ်တွေမရှိဘူးဒီမှာကကျတော့အန်ဒရယ်တွေရှိတယ်ပါရမှာကကျတော့ငြိမ်းချမ်းတယ်အပရာမှာကကျတော့မငြိမ်းချမ်းဘူးပါရမှာကကျတော့အိုနာတိမရှိဘူးအပရမှာကကျတော့အိုနာတိရှိတယ်ပါရသည်နိဗ္ဗာန်ကိုပြောတဲ့လို့မှအပရသည်တန္တရာပေါ့ခန္ဓာကိုပြောတဲ့လို့မှနော်ပါရယနာဒီတဲ့ပတ်သက်ပြီးတော့မှအနောက်တိုင်းပညာရှင်သဗ္ဗတာရရတွေရဲ့ဒီယူဆမှုကွဲပြုံလေးကိုမှတ်မယ်အနောက်တိုင်းပညာရှင်တွေကကျတော့ဒီပါရယနာကိုအာလိဗုဒ္ဓဇင်ကြေးကြသောတန်ရှေးဥဗုဒ္ဓလို့ယူဆကြတယ်ရန်တော်တွေကတော့ဖြင့်ဒီမစကြာတို့အနတ္တလက္ခဏာတို့ဒီမပါဝင်တဲ့အတွက်ကြောင့်မို့ဒီပါရယနာကိုအာလိဗုဒ္ဓဇင်ရှေးပုဒ္ဓလို့မတတ်မှတ်ဘူးဒါမို့လေးခွင့်ချပြီးတော့မှဟိပါရယနာဒေသနာဟောရအချိန်ကားလေးကိုမှတ်တာနော်မစကြာလေးကဘေကုဟောင်းလေးမစကြာတို့အနတ္တလက္ခဏာတို့ဒီဟောပြီးတဲ့နောက်နှစ်3နှစ်ခန့်မှာဟောတယ်လို့ဒီပါရယနာဝုထုကိုရေးသားတဲ့ပုဂ္ဂိုလ်လေးမှတ်မယ်ဧဝကိယံစာဆိုခြင်းကျမတိလဝန်သားလို့မှတ်ပေါ့နော်ပါရယနာမှာဝုထုနဲ့ကာထာပေါင်းဘယ်လောက်ရှိမလဲဆိုတော့နော်ဝုထုပကာထာပေါင်းက90နဲ့မှ6ကအမေးပြေကာထာက130နဲ့မှ8ကာထာအောက်စုပေါင်းဆိုရင်တော့184ကာထာပါဝင်တယ်လို့ဒါမျိုးလေးအနှစ်ချုပ်လေးမှာနော်ဟုတ်ပြီပါရဏဒေသနာကိုနှုတ်အကုန်ဆောင်တဲ့ပုဂ္ဂိုလ်ရဲ့အမည်ကကြတော့အမည်ဆိုရင်တော့နန္ဒမာတာဥပါတိကာမာကြီးသူကဘယ်ချိန်နဲ့ရွတ်တာလဲဆိုရင်နန်းနဲ့စောစောအချိန်မှာရွတ်တယ်နေရာမှာရွတ်တာလဲဆိုရင်လသာဆောင်မှာရွတ်တယ်ဒီပုံစံရွတ်တယ်လဲဆိုရင်ပြေပဒံရွတ်တယ်မျိုးပုံစံလေးသူကပူဇော်တယ်စာမျက်နှာ၄၅မှာတွေ့လိမ့်မယ်အဲ့ဒီဓမ္မကြီးရဲ့တရားအဆင့်တန်းကကျတော့အနာဂံရသွားပြီလို့သူရွတ်နေတာကိုတာရုခေါ်တာကကျတော့ဘာလို့လဲဆိုတော့အမည်နဲ့တရားအဆင့်တန်းဆိုတော့အမည်ဆိုရင်တော့ဝတ္တဝနမင်းကြီးကတာရုခေါ်တယ်အဲ့ဒီသူ့ရဲ့တရားအဆင့်တန်းကကျတော့သောတာပန်လို့နော်ဟုတ်ပြီသာသနာတော်မှာအသက်ကြီးငယ်ရွေးချယ်ပုံလေးကိုမှတ်မယ်နော်ပါဠိလိုကြရင်တော့ပฏิဝေဒဓမ္မသူရရှိတဲ့အဆင့်တန်းကိုကြည့်ပြီးတော့မှသနာမှာအင်းငယ်ရွေးချယ်လေးရှိကြတယ်လေးစားလေးရှိကြတယ်ဒါမျိုးလေးမှတ်ရင်ဆိုရင်ရပါပြီเนาะပြီးတဲ့အခါကျတော့အဲ့ဒီမှာအသက်ငယ်တာကနေပြီးတော့မှအသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်အမကြီးလို့ခေါ်ဆိုခြင်းအကြောင်းလေးကိုမေးတဲ့အခါမှာကြာရင်ဆိုရင်ဘယ်လိုလေးမှတ်မလဲဆိုရင်เนาะသူကအသက်ကြီးတော့လည်းပဲဘုရားနာမည်ကြီးပေါ့เนาะတဲ့တရားအစင်တမ်းမြင့်တဲ့နန္ဒမာတာကိုပုဒ်နာမည်ကြီးကအမကြီးလို့ခေါ်တယ်နောက်ပြီးတော့မှအဲ့ဒီမှာလေးအပိဓာ6လေးပါဗာလေးမှတ်ပလဲဆိုရင်
မိကဖခင်ကိုမောင်လေးလို့ခေါ်ဆိုတဲ့အကြောင်းလေးရှင်းပြတယ်အဓိကကတော့ဖခင်ဖြစ်သူဒါရပေတရီဒီသောတာပန်ဖြစ်တယ်သမီးဖြစ်သူကကျတော့သောတာပန်အဆင့်နဲ့ကျော်လွန်တယ်တရားအဆင့်တန်းလေးကကျော်နေတဲ့ကြောင့်မို့ဖခင်ဖြစ်သူကိုမောင်လေးလို့ခေါ်ဆိုပါခြင်းတယ်လို့မှတ်လိုက်ပေါ့နော်နောက်ဦးဇင်းတို့ဗာလေးမှတ်မလဲဆိုရင်သောတာနိဗ္ဗာန်အဓိပ္ပာယ်လေးမှတ်မယ်သောတာနိဗ္ဗာန်သောတာနိဗ္ဗာဒသောတာရဲ့နိဗ္ဗာဒရဲ့သောတာလေးရဲ့အဓိပ္ပာယ်လေးကကျတော့စီမင်းစီကံသူမှုတရားများလို့အဓိပ္ပာယ်ရတယ်နိဗ္ဗာဒရဲ့အဓိပ္ပာယ်လေးကစုပေါင်းထားတယ်နှစ်ခုပေါင်းလိုက်မယ်ဆိုတော့သောတာနိဗ္ဗာဒမြတ်စွာဘုရားဟောကြားတဲ့စီမင်းတရားများကိုစုပေါင်းတဲ့တုတ်တန်များကိုသောတာနိဗ္ဗာန်လို့ခေါ်လို့မှန်ဒါသမဏတုံးမှာပြတယ်နောက်ဦးဇင်းတို့ဗာလိမှတ်မလဲဆိုရင်ဂါထာအဓိပ္ပာယ်လေးမှတ်မယ်ဂါထာဆိုတာကပါဠိလိုဂါထာပေါ့နော်မြန်မာလိုကြရင်တော့ဗျာပေါ့ဗျာတပါရမှာရှစ်လုံးလေးပါရလုံးရေကတန်စင်တွေညှိပြီးတော့မှရေးထားတာကိုဒါလို့ခေါ်တယ်လို့မှတ်ပါနော်တတိကောသလမင်းကြီးရဲ့အဓိပ္ပာယ်သွားကြည့်အောင်နာမည်ကတိပတရီကောသလမင်းကြီးရဲ့ဖေနာမည်ကကျတော့မဟာကောသလမင်းလို့မှတ်နော်သားနာမည်ကကျတော့ပတ္တိကောသလမင်းလို့မှတ်ကောသလအဲ့စတောက်ကြမဲ့တဲ့ပုဂ္ဂိုလ်ပေါ့နိုင်ငံကကျတော့ဘယ်မှာနိုင်ငံလဲဆိုရင်ကောသလတိုင်းပါဝတိပြည်ကိုဆိုးတယ်လို့မှတ်နော်ကောသလရဲ့အဓိပ္ပာယ်လေးဆရာကြီးကရှင်းပြတယ်ကောသလတိုင်းကိုအစိုးရတဲ့ဘရင်ဒီလိုလေးမှတ်မယ်နော်ဒီကကြဆိုရင်ပတ္တိကောသလမင်းရဲ့အဓိပ္ပာယ်လေးကိုနှစ်ချက်ပြတယ်ပထမချက်ကကျတော့ရန်သူစစ်တပ်ကိုအနိုင်သူအခုကကျတော့ဒီခင်းခွက်များစွာကိုခြံရံပြီးတော့မှစားသုံးတဲ့ပုဂ္ဂိုလ်လို့ဒီလိုအဓိပ္ပာယ်တွေနှစ်ခုရတယ်မှာနော်အဲ့ဒီပုဂ္ဂိုလ်ကအစတအားကြီးတယ်လေဒီကမြတ်စွာဘုရားကဝိချနီးကိုသင်ပေးတယ်ဝိချနီးကိုရွတ်ဆိုတဲ့ပုဂ္ဂိုလ်နဲ့ရွတ်ဆိုတဲ့အချိန်လေးကိုရှင်းပြတယ်ရွတ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အမိကကျတော့ဥရလူလင်ဒါပေမဲ့တချို့နေရာမှာကျတော့သနာလူလည်းပဲခေါ်ကြတယ်ပေါ့နော်အဲ့ကုလမင်းရဲ့တူတော်တယ်ပေါ့နော်ရွတ်ဆိုတဲ့အချိန်လေးကကျတော့ဘယ်ချိန်လဲဆိုရင်မင်းစားသည့်အချိန်နောက်ဆုံးလုံးမစားပြီးအချိန်လေးမှာရွတ်ဆိုတယ်ဘယ်လောက်ပြောပလဲဆိုရင်တာမန်စားတဲ့ဒီပုဂ္ဂိုလ်လေးဖြစ်အောင်ရောက်သွားလို့မှတ်ပေါ့နော်မြတ်စွာဘုရားပြောတဲ့ဝိချာနီလေးမှတ်မယ်မြတ်စွာဘုရားကပြင်းနဲ့စာစားပါကယောဂဝေနာနေပယုံသာမကာပြီးတယ်မကားတဲ့အသက်ရှိကြပြီးဖြည်းဖြည်းမှအိုရတယ်လို့ဆင်ခြင်ပြီးတော့မှအစားအစာကိုတလုံးချင်းစားပြီးတော့မှဖြည်းဖြည်းချင်းလျှော့ရမယ်ဒါမြတ်စွာဘုရားပြောတဲ့ဝိချာနီအကျိုးကျေးဇူးအပြင်နံပါတ်1ယောဂဝေနာတွေအဖြစ်နဲ့မယ်နံပါတ်2ကကျတော့အသက်ရှိပြီးတော့မှဖြည်းဖြည်းမှအိုမယ်ဒါမျိုးလေးပေါ့နော်ပြောကြဆိုရင်မြတ်စွာဘုရားတရားတွေဆိုတာတဲ့နော်နိဗ္ဗာန်ရောက်ကြောင်းတရားကြီးတဲ့မဟုတ်ဘူးเนาะလူလောကမှာကျမ်းမာရေးစီးပွားရေးအထောက်အကူပြုတဲ့တရားလိုက်နာစရာပါဝင်တဲ့တရားများဖြစ်တယ်ဒါမျိုးလေးကိုပြောတယ်ပေါ့เนาะဒီကကြဗာလိမှမလဲဆိုရင်မြန်မာပြည်ကိုပိဋကရောက်ချိန်လေးမှတ်မယ်မြန်မာပြည်ကိုပိဋကရောက်တာကနှစ်ပေါင်း2000ကျော်ပြီလို့မှတ်ခဲ့ပေါ့เนาะအဲဒါပေမဲ့ပါဠိအခက်ခဲရဲ့လူလူစိတ်ဝင်စားမှုနေတဲ့အကြောင်းမို့ဒါလူကြားမှာရောက်ပေါက်နေတယ်လို့ဒါမျိုးလေးမှတ်ထားပေါ့เนาะပြီးတော့ဗာလေးမှတ်မလဲဆိုရင်မြတ်ဗုဒ္ဓတရားရဲ့အနှစ်ချုပ်မပြောင်းလဲတဲ့အနှစ်သာလေးကိုဖော်ပြပါဆိုရင်ဒီမဂ်ကင်၈ပါးနဲ့မဂ်ကင်၈ပါးသစ္စာ၄ပါးနဲ့မဂ်ကင်၈ပါးပေါ့ဒါမျိုးလေးမှတ်လိုက်ပေါ့เนาะအဲ့ဒီမြတ်စွာဘုရားတရားတော်တွေကိုသူကညာပြသောအဖြစ်တော့အကြောင်းအရာလိုက်စုစည်းထားတာလည်းပဲရှိတယ်လို့အလင်းသင့်ပြီးတော့မှလည်းပဲစုစည်းထားတယ်ဒါမျိုးလေးမှတ်လိုက်ရင်ဆိုရင်ရပါပြီကဲဗြဟ္မဏတွေရဲ့ထုံလန်းစာလေးတော့ကြမယ်သူတို့ရဲ့အစဉ်လာကကျတော့ဝေဒာကျမ်းတွေကိုသင်ယူရမယ်ဘယ်လောက်ကြာသင်ရမလဲဆိုရင်48နှစ်ကြာအောင်သင်ယူရမယ်အဲ့ဒီကာလအတွင်းမှာအိမ်တော်မပြုတ်ရဘူးเนาะအဲ့လိုဝေဒာကျမ်းကိုသင်ယူပြီးတဲ့အခါမှာရွေးချယ်ရမယ်လက်နဲ့တွေ့လေးရှိတယ်နံပါတ်1ကတော့အိမ်တော်ပြုခြင်းပြုနိုင်တယ်နံပါတ်2ကကျတော့တော်ထွက်တရားကျင့်ခြင်းနိုင်တယ်ပေါ့เนาะဝေဒာကျမ်းရဲ့အဓိပ္ပာယ်လေးကိုဆရာကြီးကရှင်းပြတယ်ဝေဒာကျမ်းဆိုတာကျမ်းတွေလို့မဟုတ်ဘူးတဲမှာကြပြအဖွဲ့နည်းတွေထေအကြောင်းတွေအကြောင်းတွေဘူမိဗေဒအာယုဗေဒတွေအားတယ်ဒီဝေဒာကျမ်းထဲမှာထူးထူးခြားခြားသင်ယူရတဲ့ကျမ်းလေးရဲ့အမည်ဆိုရင်မဟာပုဒ္ဒလက္ခဏာကျမ်း
အလေးပဲလေးကကျတော့ယောက်ျားမြတ်တယောက်မှာရှိတဲ့ထူးခြားတဲ့အမတ်လက္ခဏာတွေအကြောင်းတွေကိုရေးသားထားတဲ့ကြံလေးပေါ့ဒါမျိုးလေးမှတ်လိုက်မယ်ပြီးတဲ့အခါကျရင်ဆိုရင်ဦးဇင်းတို့သမ၄မျိုးလေးမှတ်မယ်နံပါတ်1ကကျတော့ဗြဟ္မစာလီမြတ်သောအကျင့်ကိုကျင့်တယ်နံပါတ်2ကကျတော့ခတ္တယာတိထောင်တယ်နံပါတ်3ကကျတော့ဝဏပတ္တပေါ်ထွက်တယ်နံပါတ်4ကကျတော့ဘိက္ခုဟံပြုတယ်အဲ့ဒါကိုအတ္တမ၄မျိုးလို့ဒါမျိုးလေးပြောတယ်နော်ပြီးမဟာဘုဒ္ဓလက္ခဏာ32ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအခြေရမယ်လမ်းလေးနှစ်ခုရှိတယ်ဒီလိုများအဲ့ဒီပုဂ္ဂိုလ်ဒီလူဝမှာနေတယ်ဆိုရင်အကြောင်းလေးမင်းဖြစ်မယ်ရဟန်းပြုရင်တော့ဖျားဖြစ်မယ်ဒါမျိုးလေးပေါ့နော်ဟုတ်ပြီတို့ဒီဖျားလောင်းကိုဖျားဧကံစင်စစ်မယ်လို့ဗျာလေးပေးတဲ့ပုဂ္ဂိုလ်ကြရင်ဆိုရင်သင်ပညာကြီးပေါ့နော်အကြောင်းကတော့ဖြင့်ဖျားလောင်းရဲ့တန်တာမှာဟိ32ပါးသောလက္ခဏာတွေကပြီးရှိနေတဲ့အတွက်ကြောင့်မူဧကံစစ်စစ်ဖျားဖြစ်မယ်လို့သူကဟောကနေထုတ်တာဒါမှမဟုတ်တို့ချင်းလေးမလာရဲ့နော်ဘာဒီပုံနာကြီးရဲ့အကြောင်းအရာတွေကိုတွားကြည့်အောင်ဘာဒီပုံနာကြီးသူကယာဒူးအနေနဲ့ဘာယာဒူးယူတယ်လဲဆိုရင်တောခိတ်ယာဒူးမြန်မာလိုရရင်တော့အံပေးအရာရှိပေါ့နော်ဒီရဲ့အတကကြတော့ဖျားနဲ့တွေ့တဲ့အချိန်မှာကြရင်တော့ဖျားနဲ့တော့မတွေ့ဘူးပေါ့နော်ဖျားကိုမိကုန်းနေမိတဲ့အချိန်မှာအသက်120ဒါပေမဲ့တော့တဲ့အချိန်မှာကတော့ဖြင့်အသက်က130နဲ့မှ2နှစ်ဖျားမပွင့်ခင်7နှစ်စောပြီးတော့မှသူကတော်တော်လေးရှိတယ်တော်တော်ပါတယ်ပေါ့နော်သူကကျတော့မင်းရဲ့လက်အောက်မှာတောင်းထားတယ်ဆိုရင်မာကောသလမင်းလက်အောက်မှာကောပတ္တိကောသလမင်းအောက်မှာကောတာဝန်ထမ်းဆောင်လေးရှိတယ်နော်ဒီမှာတတိကြီးက16ယောက်ရှိတယ်အဲ့ဒီ16ယောက်မှာနောက်တတိပေါင်းဆိုရင်တော့အလုံးသူက16,000 16ယောက်ရှိတယ်လို့မှတ်ပေါ့နော်တောထွက်ရခြင်းရဲ့ရည်ရွယ်ချက်လေးပတ်တာပေါ့နော်ပြီးတော့မှအချမ်းစာနေလိုခြင်းကတကြောင်းရဲ့ပြီးတော့မှမနတွေကလှုပ်ရိုးလှုပ်စဉ်တောထွက်ခြင်းရဲ့အကြောင်းရဲ့ဆိုမှအဲ့လိုအကြောင်းတစ်ခုကြောင့်မို့တောထွက်တယ်လို့မှတ်ပေါ့နော်တောထွက်တဲ့နေရာလေးမှတ်လိုက်မယ်တက္ကမင်းနဲ့ဧလကမင်းနိုင်ငံတို့ရဲ့နှစ်ခုကြားမှာဟောရာဝတီမြစ်ရဲ့အလယ်ဒီတကျွန်းမှာရှိတဲ့နေရာမှာစခန်းချကြတယ်ပေါ့နော်ဖလာမင်းကနေပြီးတော့မှအဲ့ဒီရွာအဲ့မှာရွာလေးတည်ပေးတယ်တဖြည်းဖြည်းနဲ့ဖွံ့ဖြိုးလာတယ်เนาะတနေ့အခွန်လေးတင်ရတယ်အဲ့ဒါတွေကိုအလူပေးပြီးတော့တနေ့မှာကျတော့ဒီအလူကပုဂ္ဂိုလ်ကလာပြီးတော့မှလူခံတယ်မရတဲ့အခါကျတော့ငါ့ကိုလူမလူရင်ဆိုရင်9ရက်ပြည့်ရင်ခေါ9စိတ်ဆွဲကွဲစီဆိုပြီးတော့မှအလိုစီစာတိုက်တယ်ပေါ့ဒါလေးတို့တယ်เนาะပြီးတဲ့အခါကျရင်ဆိုဦးဇင်းတို့ရစ်ပူဇော်ခြင်းနှမျိုးလေးကိုမှတ်မယ်နံပါတ်1ကကျတော့သားကောင်တွေကိုတတ်ပြီးတော့မှရစ်ပူဆိုတာကတစ်မျိုးနောက်တစ်ခုကကျတော့လူဒါနပြုလုပ်တာလည်းပဲရစ်ပူဆိုလို့ဒါမျိုးလေးသုံးကြသေးတယ်လို့မှာเนาะကျင့်စာနှမျိုးလေးမှတ်မယ်ပါဠိလိုကြရင်ဆိုရင်ကျင့်စာကိုအပိတနเนาะအပိတနလားเนาะအပိတပလားเนาะတစ်ချက်ကြည့်ပါဦးမယ်เนาะဦးဇင်းမားတယ်ထင်တယ်မားတယ်เนาะအပိတနမဟုတ်အပိတပเนาะအပိတပเนาะပါဠိလိုအပိတပเนาะမြန်မာလိုကြရင်တော့ကျင့်စေတာဒါလေးပြင်ထားပါเนาะအပိတပတနမဟုတ်ဘူးနံပါတ်1ကကျတော့ယုံအောင်ပြောပြီးတော့မှကျင့်စားရတယ်တခုကြည့်တယ်ကျင့်တတ်တယ်အခုကျတော့ဘာဖြစ်ပါစေကြဖြစ်ပါစေဆိုလို့ပဲကျင့်တတ်တာကျင့်တာမျိုးလေးရှိတယ်လို့မှာအနာသွင်းရဒီပတိုးတွေမှာထပ်ပနာထားရခြင်းရဲ့အကြောင်းလေးမှတ်မယ်เนาะဘုန်းကြီးတို့ဒီပါဠိလိုကကျတော့ထပ်ပနာမြန်မာလိုကြရင်တော့တဲ့သွင်းခြင်းလို့ဒါမျိုးလေးရတယ်ကျွဲချက်ကတော့အဲ့ဒီပတိုးတွေကတဲ့เนาะကာရသဘောတရားအရပြုတ်ပြသွားလို့ရှိရင်ပြန်လဲပြုတ်ပြင်နိုင်ရန်ဆိုတဲ့ရွယ်ချက်နဲ့ရွှေငွေစသည်တွေကိုပနာတွင်ကြခြင်းဖြစ်တယ်เนาะပါဆုံးမှာတော့ရှင်မကတ္တပနဲ့အသဒ္ဒမင်းတို့ကတော့တိုင်းလုပ်ပြီးတော့မှဗမာကြီးလုံးထားပြီးတော့မှနောက်ချိန်ဒီတော့ကြီးဒီတလို့ပြင်ဆင်ဖို့ငွေကြေးမတက်နိုင်ပါလို့မတက်နိုင်တော့ချင်းဒီဗမာကြီးကိုရောက်ပြီးတော့မှပြင်းလို့ဒါမျိုးလေးအားထိုးထားပြီးတော့မှလုပ်ကြတယ်ပေါ့เนาะဒီထိုးရခြင်းရဲ့ရည်ရွယ်ချက်လေးတွေမှတ်မယ်နံပါတ်1ကကျတော့အမြပေးဝေခြင်းသဘောနံပါတ်2ကကျတော့မြင်တဲ့ပုဂ္ဂိုလ်သားတို့ခေါ်စင်နိုင်ရဆိုတဲ့ရည်ရွယ်ချက်နဲ့เนาะခေါင်း94ကိုဘုဒ္ဓရပဲတော်ကြီးကရှင်းပြတယ်မျက်စိကနှလုံးကကျတော့နှစ်စိတ်ပေါ့နားနှစ်ဖက်ဆိုတော့နှစ်စိတ်နှာခေါင်းနှစ်ဖက်ဆိုတော့နှစ်စိတ်ဇက်ကတစ်ခုဆိုတော့အလုံး9ခုပေါ့ဒါကဘုဒ္ဓရပဲပေါ့เนาะနတ်တွေပြောတဲ့နတ်များ
ဗုဒ္ဓဂုံတို့အကြောင်းတွေပေါ့နော်သူ့ကြောင်းမှာစောင့်တဲ့လက်တွေကပြောတယ်ဗုဒ္ဓရဲ့ဂုံကြီး၅ချက်ကိုပြောတယ်တရားဓမ္မတွေကိုကိုယ်တိုင်သိတယ်တဲ့တရားဓမ္မတွေကိုတစ်ဖက်ကန်းသိတယ်တဲ့တကောဘိညာဉ်နဲ့ပြည့်စုံနေတဲ့ကံအားလုံးကိုကုံစရတဲ့ဉာဏ်ရရှိပြီးဖြစ်တယ်တဲ့နော်ဘဝမှာလွတ်မြောက်ပြီးသားလူဖြစ်တယ်ဒါလေးကိုခိုင်တဲ့မှတ်မယ်ဆိုတော့တိတပြည့်စုံကုံကံကုံလွတ်မြောက်နတ်များရှောက်ဆိုပြီးတော့မှအမျိုးလေးသူကပြောတာပေါ့နော်အဲ့ဒီနတ်ကသူကပြောတယ်အဲ့ဒီမင်းကိုကျင့်တတ်တဲ့ပုဂ္ဂိုလ်ကပညာလည်းမတတ်ဘူးလေးနေတာသူကခေါင်းလည်းမသိဘူးခေါင်းပြခြင်းလည်းမသိဘူးဒါမျိုးလေးပြောပြီးတော့မှလောကမှာဖျားပွင့်ပြီးဒါမျိုးလေးပြောတာပေါ့ဆိုတဲ့အခါမှာကျတော့ဘာဝီပုံနာကြီးကသူ့တပည့်တွေခေါ်ပြီးတော့မှပြောတယ်ဘယ်လိုပြောသလဲဆိုရင်ငါတပည့်တို့လောကမှာဖျားပွင့်နေပြီသောတိပိမှာရှိတယ်မင်းတို့သွားပြီးတော့မှဖျားဟုတ်မဟုတ်စေးစေကြနော်မင်းတို့တရားတဲ့မာဘုဒ္ဓလက္ခဏာကြိုက်တဲ့တိုက်စစ်ပြီးတော့မှအဲ့ဒီပုဂ္ဂိုလ်အဲ့နဲ့ညီတယ်ဆိုရင်ဒါဖျားဖြစ်တယ်ဆိုမှဒါမျိုးလေးသွားစစ်ခိုင်းတာပေါ့နော်တို့ဖျားဟုတ်မဟုတ်စစ်ဆေးတာဒီ၃ချိန်ရှိခဲ့ဘူးတယ်တဲ့အရင်တုန်းကတခုအကြတော့ဆိုဒီဘာဒီပုံနာကြီးကသူ့တပည့်အဇိတကောင်းစွန်တဲ့ရသေးတွေကိုစစ်တာတမျိုးနောက်တစ်ခုကကြတော့ဆိုဒီမခရတာဒီပုံနာကြီးကသူ့တပည့်ဗတ္ထလူလင်ကိုစစ်ခိုင်းဖျားဟုတ်မို့စစ်ခိုင်းဘူးတယ်ဒီမာယုပုံနာကြီးကလည်းသူ့တပည့်ဩဒလူလင်ကိုစစ်ခိုင်းဘူးတယ်အဓိကစစ်ဆေးတဲ့အချက်ကကြတော့ဒီကိုကြည့်ပြီးတော့ပြောတယ်ဆိုရင်မဟာဘုဒ္ဓလက္ခဏာတွေနဲ့စစ်ဆေးတယ်ပေါ့သူတို့ကျမ်းမှာတင်ထားတာနော်ဒီအခါကျရင်ဆိုရင်သူတို့ရဲ့ခီးစဉ်လေးတွေမှတ်ပေါ့နော်ဒါမျိုးလေးတွေပေါ့နော်ဟုတ်ပြီဒီချိန်မှာဖျားသတင်းသုံးတဲ့နေရာလေးကကျတော့ဘယ်နေရာလဲဆိုရင်ပါဝတ်သကြိုပြီးပါဒနကစေတိယနတ်ကွန်းမှာသတင်းသုံးနေတယ်လို့မှာဗုဒ္ဓယုတ်တော်နဲ့နော်ရုပ်ထုတို့ရဲ့အကြလီမှတ်တာမေရင်ဘတ်မှာရုပ်ထုရဲ့ရင်ဘတ်မှာစွာတိကလို့ပါတယ်ဆိုရင်အင်းယုတ်ဖာယုတ်လို့မှတ်ပေါ့မပါရင်ဆိုရင်ဗုဒ္ဓယုတ်လို့မှတ်ပေါ့ဒါမို့လေးမှတ်မယ်ကဲဘော်ဒီပုံနာကြီးကစိတ်နဲ့မိခနဲ့မိကုံးလေးခုနှစ်ချက်ကိုမှတ်မယ်သူ့ရဲ့အသက်ကဘယ်လောက်ရှိပြီလဲသူ့ရဲ့အမျိုးနယ်ကဘယ်လောက်လဲဘော်ဒီပုံနာကြီးမှာယောက်ျားမြတ်အမတ်သားဘယ်နှခုပါတယ်လဲသူ့ရဲ့ပညာကဘယ်လောက်ရှိတယ်လဲဘယ်လောက်တက်တယ်လဲပေါ့နော်သူ့မှာတပည့်ပေါင်းဘယ်လောက်စတင်နေတယ်လဲဥထိတ်ဆိုတာဘာလဲဥထိတ်ပခြင်းဆိုတာဘာလဲဒါမျိုးလေးမေးတယ်မြတ်စွာဘုရားကနှုတ်နဲ့ဖြေတယ်ဘော်ဒီပုံနာကြီးကအသက်30ရှိနေပြီသူ့ရဲ့အမျိုးနယ်ကဘော်ဒီသူ့မှာမဟာဘုဒ္ဓလက္ခဏာ၃မျိုးရှိတယ်သူဒီဝေဒကျမ်းကိုရှင်းတော့တယ်သူ့မှာတပည့်900ရှိတယ်တပည့်900ဆိုတာဒီမှာတပည့်တွေအကုန်လုံးပါပြီပေါ့နော်ဒီအဲ့မှာကြံခဲ့တဲ့တပည့်မှာလောလောဆယ်သူ့ရဲ့ထံမှာလောလောဆယ်ပညာသင်နေတဲ့ပုဂ္ဂိုလ်900လို့မှတ်လိုက်ပါလိမ့်မယ်နော်အဲ့ဆိုတာကအဝိဇ္ဇာကိုပြောတယ်မௌဒ္ဒပါဒဥဒိဋ္ဌတယ်ဆိုတာကအရဟတမေဉာဏ်နဲ့ဖြုတ်ရမယ်ဒါမျိုးလေးပြောတယ်နော်ဟုတ်ပြီအော်ဒီပုံနာကြီးမှာရှိတယ်မဟာဘုဒ္ဓလက္ခဏာကဘယ်လိုမျိုးလဲဆိုရင်၃မျိုးလေးမှတ်မယ်နော်ကြည်လျာနုညံ့ပြီးတော့မှကြီးမားတဲ့ရှားရဲ့အုံနှလုံးမွေးရှင်ရဲ့ကြားကိုအင်္ဂါဆိုတော့၃ခုရှိတယ်ပေါ့နော်ကဲဘော်ဒီပုံနာအဲ့လုံးမွေးရှင်ရဲ့အတိပ္ပယ်လေးမှတ်မယ်နော်မြတ်စွာဘုရားရဲ့နှစ်ဖူးမျက်လုံးနှစ်ခုရဲ့အလယ်မှာသူ့ဖေးတဲ့အမွေးတပင်ပေါင်နေတယ်အဲ့ဒါကိုအုံလုံးမွေးရှင်လို့ခေါ်တယ်အပြားကတည်းဆွဆက်လိုက်မယ်ဆိုရင်တော်လောက်ရှိလာပြီးတော့မှလွတ်လပ်ခါကြခြင်းစပိလို့လက်ရကြီးပြန်ပြီးတော့မှသွားတယ်အဲ့ဒါကိုအုံလုံးမွေးရှင်လို့မှာနော်မြတ်စွာဘုရားရဲ့ရှာတော်ဆိုရင်ကြည်လျာဒီမှာနုညံ့ပြီးတော့မှလှုပ်လိုက်မယ်ဆိုရင်ပြားချက်ပြီးတော့မျက်နှာကိုအုပ်လို့ရတယ်ဒါမျိုးလေးမှတ်လိုက်ပေါ့နော်ကဲဘာလေးတော့ခုမှမလဲဆိုရင်ပေါ့စီယာအကောင်းဆုံးအကုသိုလ်ဆိုရင်အဝိဇ္ဇာဘာကြောင့်မို့လဲဆိုရင်အကုသိုလ်တွေဖြစ်ဖို့တွေ့ရတဲ့သူကဥဆောင်တာအဝိဇ္ဇာကမွေကောင်းတဲ့တဲ့တေးဆုံးအရာပေါ့နော်ဟုတ်ပြီအဲ့ဒီအဝိဇ္ဇာကိုထုတ်ရတဲ့အရာနဲ့ရှင်တွဲရမယ့်အရာဆိုရင်ထုတ်တယ်ဆိုရင်ဘာဖြစ်မလဲဆိုရင်ဝိဇ္ဇာလို့ခေါ်တဲ့အရဟတမေဉာဏ်နဲ့ဟိုရှင်တွဲရမှာတဲ့တရားတွေကကြောဒါတိမာဒီသန္တာဝိရိယဒါတွေနဲ့ရှင်တွဲရမယ်ဘုရားကသူတို့ကိုစုပေးပုံမျိုးလေးမှတ်မယ်ဘာဝီပုံနာကြီးချမ်းသာပါစေဒီတွေနဲ့တူတကွာဘာဝီပုံနာကြီးချမ်းသာပါစေမင်းလည်းပဲချမ်းသာပါစေတက်ကြည်ပါစေဆိုမှသုံးချက်ပြီးတယ်အဲ့ဒီမှာဘိက္ခန္တဝါဒတထကတဆိုတဲ့ပါဠိလေးရဲ့အဓိပ္ပာယ်လေးမှတ်မယ်နော်သားရှင်တွေကတဲ့စုတော်လက်တော်ချတဲ့အလုပ်ကိုမလုပ်တော့ဘူးချော်လွန်ခဲ့ပြီဆိုတာမလုပ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ကို
ပြောလို့ရင်းပေါ့နော်ဟုတ်ပြီအဲ့ဒီမှာမြတ်စွာဘုရားကတမ္ပဝါဒကိုစုပေးပုံလေးကိုမှတ်မယ်နော်ကျမ်းမာဖြင့်ကျမ်းမာတဲ့သားကိုမွေးဖွားပါစေဆိုတော့မှသူ့လေးပြီးခဲ့တယ်တဲ့နော်အဲ့ဒီမှာပြီးခါကြဆိုရင်ရှ िख ိုးခြင်းအတိတ်လေးကိုမှတ်မယ်မြန်မာလိုကြရင်ဆိုရှ िख ိုးခြင်းအဲ့ဒါကိုပါဠိလိုပြောမယ်ဆိုတော့နမောလည်းပဲရှ िख ိုးတာပဲအဝိပါဒလည်းပဲရှ िख ိုးတာဒါပေမဲ့တူတော့မတူဘူးနမောဖြင့်ရှ िख ိုးတာကကျတော့ခန္ဓာကိုယ်ကိုညွတ်ပြီးတော့မှရှ िख ိုးလို့မှတ်မယ်အဘိဝါဒကကျတော့မင်္ဂလာစကားကိုဆိုစီတယ်လို့မှတ်မယ်နော်ဘုရားကနေပြီးတော့မှသူတို့ကိုခွင့်ပြုဖို့မေးဖို့ရန်အတွက်ခွင့်ပြုချက်လေးနှစ်ချက်ကိုပြောတယ်ဘာဝီပုံနာကြီးသိကျင်တဲ့အချက်တွေရဲ့မင်းတို့သိကျင်တဲ့အချက်တွေရဲ့မိနိုင်တဲ့ဒါမျိုးလေးပြောတယ်စိတ်ထဲမှာသိကျင်တာတွေရှိရင်ဆိုရင်ငါခွင့်ပြုတယ်မေးပေါ့ဒါမျိုးလေးမြတ်စွာဘုရားကခွင့်ပြုတယ်နော်ကဲပြီးခါကြဆိုရင်ဒီခေါ်ချက်အများရဲ့ဌာနချက်တွေကိုဦးဇင်းတို့မှတ်မယ်မြတ်စွာဘုရားတို့တပည့်ညူဘုရားတွေကကြောဘလိုလေးဖိတ်ကိုဘယ်လိုလေးဖိတ်ကိုလဲဆိုရင်ပု္ပ္ပစာကင်ယထာကင်ကတိတဲ့မေးချင်တာမေးလို့ဒါမျိုးလေးခေါ်လေးရှိကြတယ်တဲ့စာရိပုတ္တရာဆိုတဲ့ပုဂ္ဂိုလ်တွေကကျတော့နော်ပု္ပ္ပစာတုတ်တဝါစနိတာမီမေးပါဖြေပါမီမဖြေနိုင်ပါကစဉ်းစားမျိုးဒါမျိုးလေးပြောကြတယ်ပေါ့နော်အဲ့လိုလေးပုံဖြေလေးကွဲပြားပုံလေးကိုမှတ်လိုက်ရင်ဆိုရင်ရပါပြီ